ဒါဟာနာဝါတကောင်ဖြစ်ပါတယ်အဖြူရောင်ဝေလငါအုပ်စုကလက်ခံကျွေးမွေးထားတာပါသူတို့ဟာတဦးကိုတဦးလက်ခံပေးခဲ့ကြပါတယ်ဒါဟာတဘာဝလောကရဲ့မေတ္တာတရားကြီးမားလာတဲ့အပိုင်းအစတစ်ခုပါပဲဆက်နွယ်မှုအရပြောမယ်ဆိုရင်တော့နာဝါတွေဟာအဖြူရောင်ဝေလငါတွေနဲ့ညီကိုတွေပါနာဝါတွေကအာတိတ်သမုဒ္ဒရာနာမှာအဓိကနေကြပါတယ်ခန္ဓာကိုယ်အရှည်9မီတာရှိပြီးအလေးချိန်ကီလို1500ရှိနိုင်ပါတယ်သူတို့ဦးကောင်းပေါ်ကဥချိုဟာသူတို့ရဲ့အထင်ရှားဆုံးအမှတ်အသားပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါဟာတကယ်ဥချိုတော့မဟုတ်ပါဘူးသူတို့ရဲ့သွားတစ်ချောင်းသာဖြစ်ပါတယ်ဒီသွားရဲ့အရှည်ဟာခန္ဓာကိုယ်အရှည်တစ်ဝက်နီးပါးအထိရှိနိုင်ပါတယ်ဒီသွားဟာနာဝါတွေအတွက်အရန်ကိုအရေးကြီးပါတယ်အမဲလိုက်တဲ့အခါသွားကိုရမ်းခါပြီးငါးတွေကိုမူးဝေသွားအောင်ရိုက်ပုတ်လေးရှိပါတယ်တချို့မှာသွားနှစ်ချောင်းထိပေါက်တတ်ပေမဲ့အဲ့ဒီလိုဖြစ်နိုင်ခြေကသူမြတသမ2%ပဲရှိပါတယ်သွားမျက်နှာပြင်ပေါ်မှာအာယုံကြောတွေအများကြီးရှိပါတယ်ရေပူချိန်နဲ့ရေဖိအားကိုတိုင်းတာဖို့ကူညီပေးတယ်လို့လမ်းကြောင်းပြဖို့အတွက်လည်းကူညီပေးပါတယ်နှစ်စဉ်ຫນွေဦးတိုင်းမှာနာဝါတွေဟာနှွေးထွေးတဲ့ရေပြင်စီကိုစတင်ရွှေ့ပြောင်းလေးရှိကြပါတယ်တခါကနာဝါလေးတစ်ကောင်ဟာသူ့မိသားစုနဲ့လူစုကွဲသွားခဲ့ပါတယ်မျောလင်းချက်မဲ့နေတော့ကန်ကောင်းစွာနဲ့အဖြူရောင်ဝေလငါးတွေနဲ့ဆုံခဲ့ပါတယ်ဒီဝေလငါးအုပ်စုကနာဝါလေးကိုအမဲလိုက်ပြီးတင်ပေးခဲ့ပါတယ်၃နှစ်ကြာပြီးနောက်သိပ္ပံပညာရှင်တွေတွေ့ရှိခဲ့တာကနာဝါလေးဟာအဖြူရောင်ဝေလငါးတွေနဲ့အတူရှိနေသေးပါပဲ